မင်္ဂလာပါခင်ဗျာမြမတမိုင်းရဲ့ကုန်းပေါင်ခေတ်စာမျက်နှာတွေကိုလှန်ကြည့်လိုက်ရင်ဘရင်တွေထက်တောင်ဩဇာအာဏာပိုကြီးမားခဲ့တဲ့အမျိုးသမီးတဦးအကြောင်းကိုကျွန်တော်တို့ထင်ထင်ရှားရှားတွေ့ရမှာလိမ့်မယ်။သူမဟာတစ်ချိန်ကဖလန်ကုံရွာလေးမှာရေခတ်ဆင်းခဲ့တဲ့ရွာသူလေးမီနုပါ။ဒါပေမဲ့ကံကြမ္မာရဲ့အလှည့်ပြောင်းကြောင့်သူမဟာအင်းဝနန်းတော်ကြီးရဲ့မိဖုရားကောင်ကြီးဖြစ်လာခဲ့သလိုတိုင်းပြည်ရဲ့အုပ်ချုပ်ရေးနိုင်ငံရေးနဲ့သာသနာရေးတွေကိုနောက်ွယ်ကနေချဲလည်နိုင်ခဲ့သူလေးဖြစ်ပါတယ်။သူမရဲ့ဘဝဟာအမြင့်ဆုံးဂုဏ်ဓာတ်တွေကနေအနှိမ့်ဆုံးတေတံထိဘလို့ရောက်သွားခဲ့တာလဲ။ဒီနေ့မှာတော့နန်းမတော်မီနုရဲ့တကိဘဝဇာကြောင့်အပြည့်စုံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။မီနုကိုတက္ကရာ1145ခုနှစ်မှာအင်းဝမြို့အနီးကဖလန်ကုံရွာလေးမှာမွေးဖွားခဲ့ပါတယ်။သူမရဲ့ဖခင်ကထောင်သိမ်းမှုဦးလှနဲ့မိခင်ကဒေါငယ်ဖြစ်ပါတယ်။မီနုဟာငယ်စဉ်ကတည်းကရုပ်ရည်လှပယုံတယ်မကပဲဉာဏ်ရည်ထက်မြက်ပြီးစကားပြောဆိုရမှာလည်းအလွန်ပြီးဖြစ်သူလို့ဆိုကြပါတယ်။မီနုနဲ့စကိုင်းမင်းသားတို့ရဲ့စုံစည်းမှုကတော့ရုပ်ရှင်ဆန်လုံးပါတယ်။အင်ရှိမင်းသားအီယာဝတီမြစ်မှာရီကစားရင်းဖလန်ကုံရွာကိုခိတ္တဝင်နာချိန်မှာရီခတ်ဆင်းလာတဲ့မီနုကိုမီးပြီးတစ်ချက်ကြည့်ုံနဲ့ဆွဲလန်းသွားခဲ့တာပါ။အဲဒီနောက်မီနုကိုနန်းတွင်းကိုခေါ်ဆောင်ခဲ့ပါတယ်ထူးခြားတာကသူမနန်းတွင်းကိုရောက်ချိန်မှာကြည်ကန်းတကောင်ကသူမရဲ့အဝိစားတွေကိုချီပြီးနန်းတော်ရဲ့အမြင့်ဆုံးအဆောင်အုံဖြစ်တဲ့မှန်နန်းတော်ပေါ်ကိုတွားတင်ခဲ့ပါတယ်။အဲဒီကနမိတ်ဖတ်တွေကဒီမိန်းကလေးကနန်းတော်ရဲ့အမြင့်ဆုံးအဆောင်အုံကိုပိုင်ဆိုးမိသူလို့ဟော်ကင်းထုတ်ခဲ့ကြပါတယ်။ဒါဟာမီနုရဲ့ဖုံးကန်စတင်မဲ့အနမိတ်ပါပဲ။တက္ကရာ1182ခုနှစ်မှာပကြီးတော်ဘုရားနန်းတက်တဲ့အခါတော့မီနုကိုနန်းမတော်ဖြစ်တည်မြောက်ပြီးမိဘုရားကောင်ကြီးနေရာကိုပြီးအပ်ခဲ့ပါတယ်ဒါဟာတမိုင်းမှာထူးခြားတဲ့ဖြစ်ရပါပဲ။ဘာကြောင့်လဲဆိုတော့မြန်မာထုံးစံအရာမိဖုရားခေါင်ကြီးဆိုတာမီးမျိုးမင်းတွေတွေကပဲရွေးချယ်လေးရှိပေမဲ့မေနုကတော့အယက်သူဘဝကနေတိုက်ရိုက်ကြောက်ရှိလာတာကြောင့်ပါ။ပကြီးတော်ဖုရားဟာမေနုကိုအယမ်းချစ်မြတ်လို့သလိုသူမရဲ့အကြံဉာဏ်တွေကိုလည်းအလီးထားပါတယ်။ဘရင်ကြီးစိတ်ကြမ်းမာရေးချိုးတဲလာခြင်းနဲ့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲတွေဖြစ်ပွားချိန်မှာမေနုဟာတိုင်းပြည်အာဏာကိုသူမရဲ့မောင်စလီမင်းသားမောင်အိုနဲ့အတူပူးပေါင်းပြီးလက်တွေ့ကြကြစီမံခန့်ခွဲခဲ့ပါတယ်။သူမဟာနန်းတွင်းမှာမေနုမောင်အိုခိုင်းဆိုပြီးဩဇာတိဆောက်နိုင်ခဲ့ပါတယ်။မင်းဆိုးရာဇာတွေတောင်သူမကိုကြောက်ရွံ့ခဲ့ရတယ်လို့အင်္ဂလိပ်တန်တမန်ဘာနီကတော့မေနုဟာနန်းတွင်းမှာဩဇာအကြီးဆုံးပုဂ္ဂိုလ်လို့သူ့ရဲ့မှတ်တမ်းတွေမှာရေးသားခဲ့ရပါတယ်။အာနာရှိတယ်လို့ပဲမေနုဟာကုသိုလ်ကြီးမှာလည်းအလွန်ရက်ရောပါတယ်။သူမရဲ့အကြီးမားဆုံးအမှတ်အသားကတော့အင်ကွာကမေနုအုပ်ကျောင်းလို့လူတီများတဲ့မဟာအောင်မီဘုံစံကျောင်းကြီးပါ။ဒီကျောင်းကြီးကိုတက္ကရာ1184ခုနှစ်မှာဆောက်လုပ်ခဲ့ပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာတစ်ခုကရှုခိကဖုန်ကြီးကျောင်းတွေကိုတစ်သားနဲ့ပဲဆောက်လို့ရှိပါတယ်။ဒါပေမဲ့မေနုကတော့ရည်ပြီးမီးပြီးတန်ခံနိုင်အောင်အုတ်နဲ့တိဆောက်စီခဲ့ပါတယ်။ဒါအပြင်ကျောင်းကြီးရဲ့နန်းရံတွေမှာထိုးလုပ်ထားတဲ့ပန်းတော်လက်ရာတွေဟာအခုခေတ်အထိတန်ဖိုးဖြတ်မရနိုင်တဲ့အမှုပညာတွေဖြစ်နေစေပါ။ဒါဟာမေနုရဲ့စိတ်ကူးစိတ်တမ်းနဲ့ခိုင်မာတဲ့ဩဇာကိုပြသနေတဲ့သက်သေတစ်ခုပဲဖြစ်ပါတယ်။အရှိန်အဝါကြီးမားလို့ရင်ရန်သူလည်းများတတ်ပါတယ်။မေနုတို့မောင်နှမရဲ့အုပ်ချုပ်မှုကိုဘရင်ကြီးတော်တာယာဝတီမင်းကအပြင်းထန်ကန့်ကွက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့တာယာဝတီမင်းကရွှေဘိုကနေပုံကန်ပြီးအင်းဝနန်းတော်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။တာယာဝတီမင်းနန်းတက်လာတဲ့အခါမှာမေနုနဲ့မောင်အိုတို့ကိုဖမ်းဆီးခဲ့ပါတယ်။ကနဦးမှာတော့မတက်ပဲအကျဉ်းချထားခဲ့ပေမဲ့နောက်ပိုင်းမှာနန်းတွင်းအာဏာလုမှုတွေထပ်ဖြစ်လာမှစိုးရိမ်တာကြောင့်တက္ကရာ1202ခုနှစ်မှာကွပ်မျက်ဖို့အမိန့်ချခဲ့ပါတယ်။မေနုဟာတေတံစီရင်မှုခေါ်ဆောင်သွားချိန်မှာငိုကြွေးတောင်းပန်ခြင်းမရှိပဲငါမှာအပြစ်မရှိဘူး။ဒါပေမဲ့ကံကြမ္မာရငါခံယူရမှာပဲဆိုတဲ့မန်နဲ့ရဲရဲဝံ့ဝံ့သွားခဲ့တယ်လို့ဆိုကြပါတယ်။ဒါဟာဖလန်ကုံရွာကနေအင်းဝနန်းတော်ကိုတုံလှုပ်စေခဲ့တဲ့အမျိုးသမီးတဦးရဲ့နောက်ဆုံးအချိန်ပါပဲ။နန်းမတော်မေနုရဲ့ဘဝဟာတင်ကန်းစာတွေအများကြီးပေးပါတယ်။အာနာဘုံကန်နဲ့ကံကြမ္မာရဲ့မမြဲပုံတွေကိုသူမရဲ့ဇလန်းမှာအထင်ရှားတွေ့နိုင်ပါတယ်။တစ်ဖက်မှာရက်ဆက်တဲ့မိဖုရားလို့တမိုင်းကဆိုကြပေမဲ့အခြားတစ်ဖက်မှာလည်းသာသနာပြုပြီးတိုင်းပြည်ကိုထိန်းကျောင်းခဲ့တဲ့အမျိုးသမီးတဦးဆိုတာငြင်းလို့မရပါဘူး။မိတ်ဆွေတို့ကနန်းမတော်မေနုရဲ့ဘဝကိုဘယ်လိုမြင်ကြလဲ။သူမကတကယ်ပဲရက်ဆက်တဲ့သူလားဒါမှမဟုတ်အချင်းကြီးရလှုပ်ဆောင်ခဲ့ရတာလား။ကောမန့်မှာဝင်ရောက်ဆွေးနွေးပြကြပါဦး။အခုလို့တမိုင်းဝင်ဘူးတူတာတွေကိုစိတ်ဝင်စားရင်ကျွန်တော်တို့ channel ကို like နဲ့ subscribe လုပ်ထားပေးဖို့ထပ်မံတောင်းဆိုပါရစေ။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။